တနေသူမှာ မလေးရှား တစ်ခေါက်တစ်ခါရောက်လာဘိုးဘွားကစချင်မြုပ်ခဲ့တဲ့ဒီပန်းများရဲ့ခန္ဒီဟောင်း ဟာ ဘယ်တော့မှမနိုင်ပါဘူးမျိုးကြီး ဘယ်ရဲဖန်းနဲ့ဟောဖန်းနဲ့လည်းလျှောက်ပြောတယ်ဒီမှာကြီးဘလောက်စင်ကြတယ်နေတဲ့အေးစစ်ဟမ်လောက်တာရတဲ့နိုင်ငံကြီးကိုဘာမကောင်းကြောင်းတွေပြောနေကြတော့ မြင်းမြင်းမီအောင်များနေ နေတဲ့ကမာကြီးအကျေကြီးဆိုတော့လကားပြောမှာကြည့်ဟာရဲနောက်ကိုကြည့် တိချက်မြူရွာ အဲ့နောက်ကိုထက်ကြည့်တော့ဒီနောက်ကိုထက်ကြည့်ကဲဒီလောက်ကျေကြီးကို ဝေးရမြေတော်ရွာ ဘာကောင်းပြောကြတယ် တိုင်းလွန်တာဒီမှာတစ်ခေါက်တစ်ခါရောက်လာဘိုးဘွားကစချက်မြုပ်ခဲ့တဲ့ ရှုပ်ခွင့်နဲ့ဆိုရင်ရမ်းထိုင်ရပါတယ်လို့ ဘယ်တော့မှမဟောင်းနိုင်ပါဘူးမျိုးကြီးရဲ့အရင်ရောက်အောင်ပါကိုယ်တငယ်ချင်းငယ်ပေါင်းများကနဲ့လာသားချိန်မှာကစားခဲ့ကြတဲ့ရွာနယ်မြေဝိုင်းကလေးကိုပြင်းပြင်းမီအောင်မြန်နေကလေးဝါခဏလောက်ဖြစ်လိုက်ခြင်းရဲ့